ဘရိုကျွန်တော်ဒီမှာတော့ကျွန်တော်အရိုးကြောက်လေးဖြစ်နေဘရိုတွေ့ရမလားကျွန်တော်အဲ့လာပေါ့နော်ကျွန်တော်ဒီပေါ့နော်ဒီအဝိမ့်ပြီးတော့ဒီပါလဲဒီအတုံးယူတွန်းရမှာပေါ့နော်โอเคဒီကလေးလေးကမိုင်းမယ်လို့ဖြစ်ပါတယ်စားလိုက်အောင်ငါမတော့ငါတုံးကြည့်โอเคခုလိုက်ပါဘရိန်းဟော်ရမလဲဘရိန်းဟော်လည်းရတယ်ပေါ့နော်ဟိုပါရီနာကာပူချီနာရတယ်ဗျโอเคဒီကျွန်တော်ရဲ့ပထမဆုံးပါရီနာကာပူချီနာလေးနဲ့ကျွန်တော်အိမ်မှာထားမယ်ပေါ့နော်โอเคမှာပတ်စံရတယ်လည်းပဲမြင့်လိုက်မယ်အခုရရင်ကျွန်တော်ဆိုင်သွားမယ်ပေါ့နော်ရှားရကွာကြည့်ပါကွာသူများတွေကဗလာဖြစ်နေတယ်မှာဒီ6ဖြစ်ဒါဝိမ့်မတော့ဘုံဝယ်လိုက်မယ်ကြွက်မယ်ဒီမမယ်အဲ့မှာငါပေယူကနေဗလာကြီးဖြစ်မှာလေကရတော့60 90ရှိပြီကျွန်တော်နည်းနည်းထွေးလိုက်အောင်ဗျအဲ့ဒါဆိုရင်ကျွန်တော်ဒီပါလေဒီတရားပြည့်ကျွန်တော်နည်းနည်းအကောင်ကြီးအောင်ပါပဲ yes okay ကျွန်တော်တရားပြည့်သွားပြီပေါ့နော်အဲ့ဒီတောင်းအလုံးသားသုံးလို့ကြည့်ကွာဟာငါလည်းနည်းကွာညာနည်းတိတ်မမိုက်ဘူးโอเคဟောပါရဲ့ဒီကောင်မခေါ်တယ်လို့ပါလေလို့ခေါ်တာစူပါနီနဲ့ဘူဒိုနီနီလားဘာလို့ခေါ်တော့ပါโอเคဒီမှာထားလိုက်မယ်အဲဒီကောင်ကြီးကပတ်စံထုတ်မယ်သူရှိကပတ်စံထုတ်လို့ပတ်စံထုတ်လို့လေပဲမြင်မယ်โอเคပတ်စံထုတ်မယ်ပတ်စံထုတ်မယ်ဒီတော့ကျွန်တော်ရဲ့ brain hole ကျွန်တော်ဒီမှာထားမှာပေါ့နော်ဘယ်လိုဒီမှာထားလို့မရတော့ရပါပြီဒီမှာဟာကိုမြင်လိုက်တော့မှာကွာโอเคအဲ့ဆိုင်သွားမယ်ဆိုင်သွားလို့ဝယ်စနိုင်ဝယ်ချင်လေးတော့ထပ်သွားပါလို့ဒီကောင်ပတ်စံဟော900ငါမဘယ်လောက်ကြည့်တာလဲရအောင်ဆိုရအောင်ငါပတ်စံဘယ်လောက်ကြည့်တာအဲ့ပတ်စံငါပတ်စံထောင်ကျော်ပဲရှိထောင်ပဲရှိတော့ငါလေးတော့ထပ်မလိုက်โอเคဘာဘယ်တော့ရမယ်Ballerina cappuccina ဒီလေးကြပဲထုတ်ပြီးခက်ပြမှာကွာမကျင်တော့โอเคဘာရမလဲBobini Cusini yes အိမ်မှာတော့ထားမယ်လို့လည်းငါဘုံကြီးကိုကြည့်နေရပြီ။ဘာလို့ဒီကကပူချီနာကိုမြင်။ဘောလေဘာလို့ဒီကပူချီနာလေးရမြင်မှာ။ဒီပတ်စံကျတောင်းကြောနေပြီ။ Okay, try back. Hey. Miene. Asa pa lo mo asa nagidi ba? Balali din. May araw sa dyan to.
ပါပြီဒီနေ့အပြည့်သွားပြီပေါ့နော်ဆက်သားတော့မယ်အိုးဒီကောင်ကကြာဗလာကြီးอ่ะရှေးရောမနေတော့ဘူးဆိုနေရတယ်ပေါ့ဘာပဲမရဘူဘူဘာသာတင်ရတယ်10ချက်တော့ထုတ်ပြီးရဟာโอเคအဲ့ဒါဘယ်တော့ထွက်သွားပြီโอเคကိုအဝတော့မရပါဘူးနှစ်ချက်ဟာနှစ်ချက်ပါတော့ဖြစ်ပြီဘာရ Cappuccino assassino 6ချက်မဟုတ်6ချက်ကောင်း6ချက်ဖြစ်ပြီဟိုကိုရအောင်ဘာဘာဘူဘာသာ10ချက်ကောင်း10ချက်အလေးတော့အစ်တော့ကွာโอเคဒီလိုတော့မြင်အောင်ပါโอ้ยဒီလေးတော့တက်တာပုံမြင်အောင်โอเคကျိုးကငပိရိုးရောက်ဗလာကြည့်ရလဲဒီကောင်ဗလာကြီးပဲမိုက်တယ်မင်းကတော့မနိုင်လားမနိုင်တာမှာပြောသေးလားဟာဗလာဘာမှမရှိသေးဘူးကွာโอเคအသုံးသားပြင်အနေဆုံးရောက်သွားတယ်ရွှေရရပါလားကောင်းဒီဘာဘရင်လို့ရလဲ Chimpanzini ဦးချီပါနီဘာနာနီရတယ်နော်မဘာလိုက်လာလို့လဲ ချီပါနီဘာနာနီကိုကျွန်တော်အိမ်မှာတထားမယ်ဘာဖြစ်လဲချီပါနီဘာနာနီကပုံ20ကျော်လုပ်လို့ဆိုတော့ချီပါနီဘာနာနီလည်းမြင်ကျွန်တော်ရှိရပတ်စံလေးကိုမြင်လိုက်တယ်သူပန်းမထုတ်ဘူးဘောနှစ်ချက်တောင်ထုတ်ဘူးသူနှစ်ချက်ပဲထုတ်ဘူးလေသူ့နာမလည်းပဲမြင်တယ်ဒါပါလေဟိုပါလေဘလိုပတ်တာပြင်ကြတယ်ဘလိုပတ်တာပြင်ဒီကနေထားလိုက်နော်ဒီတော့ပါအောင်လို့သူ့လည်းပြင်ရโอเคကျွန်တော်ပတ်စံလေးထုတ်လိုက်မယ်ပတ်စံလေးတော့များနေပြီဆက်ရအောင်လားခုဒါဒီကောင်ဒါလည်းဒီကောင်အများကြီးထုတ်သွားတယ်တစ်ခေါက်6ရတယ်ထုတ်သွားနေရရုံလေးကိုကြာသူ upgrade မြင်လိုက်ရာရီလေးလာပါလို့ကျွန်တော်ရှိတဲ့ပတ်စံကုန်မြင်လိုက်တယ်ဒီကြောင်ပတ်စံလေးထုတ်လိုက်ပဲအဲ့ပတ်စံစီးကြီးအလေးဒီတဲ့ကောင်းတဲ့လေးတုံးဝယ်ရမယ်โอเคပထမဆုံးနေနေဆိုတော့လေးတုံးလေးလည်းမအောင်โอเคဒီဘက်လေးတော့ငါပဲရိုးပြန်ဖြစ်သွားရေဒါတက်တာတော့တော်များပါဘူးဒီကဘာရှိလဲ
အဲဒီထဲမှာဆိုရင်67ရှိမယ်။အိုးငါပတ်စံယူလေးရပြီ။ပတ်စံယူဒါဘာလေးတော့မသိဘူးလား အဲ့ထားလိုက်ရတယ် ။ဒီတရားကျော်ရှိ။လေးတော့ကောင်းနေရဒီတော့ကောင်းနေထက်တော့ဝယ်ကြလား။ဒီတော့ကောင်းနေထက်တော့ဝယ်မယ်ဟဲ့။လို့ဒီမှာဆိုရင်အမလေးရွှေဟာကြီးကျူအောင်ဟာဒီငါဒီကတော့ဟိုလေးမရဘူးတော့ကောင်းနေရတော့ကြောင့်ဖြည့်ပြီးသားပြီ။ဘာဝယ်လို့မရသေးဘူး။ဘာလို့အေး ဟလာဘူးတူရ ဟိုဦးတောင်းတစ်ထောင်လုံးပြန်ပြေးသွားပြီဗျ။အိုးအဲ့ဒါရတော့ရှဲတယ်။ဗလာကြီးပြန်ပြေးသွားပြီဘရို အေးဟာလေဒီမှာတော့ရောက်ခွာမင်း ။ Okay ကျွန်တော်အဲ့ဒါကြောင့်အလုံးသွားလောက်တာပေါ့နော်။ Okay go ဘယ်နေရာရောက်မလဲ။အိုးခါနေဘာ brain ရောပေါက်မလဲဆိုတော့ကြည့်ကြည့်မယ် ရှိရ ။အိုးကြောင်ပစုံပေါက်တယ်ဗျ အနောက် ။ ပါ ကြောင်ပစုံ20ကျက်ပဲထုတ်ပြီးတယ်။ဒါကြောင့်မကျက်မကျင်းတဲ့စီကျတော့နောက် brain မှာကျွန်တော်ထပ်သွားရမယ်နော်။ Okay ဒီက brain ဟောလေးကတော့အကောင်းစားလေးရပါစီလို့ဆူတောင်းရတာ။အော်ငါ့ကိုမသုံးနိုင်တော့ဘူးလားကွာပြောတော့ Okay ရောက်ရမယ် Gangster Foodhead. ဒါဘယ်နဲ့ချက်ထုတ်လဲဒါ18ချက်အိုးကောင်းမယ်ညငါမျိုးကဘလာကြည့်ရင်တော့ငါလို့ဟာနဲအာရော်ဒီကမ်းမဲလားဟာဟိုဒီကမ်းဟိုမတက်တော့ကျဘာလို့ပေါ့ကြောင်ပစုံ88တောင်ထုတ်ပြီးတယ်โอเคဘာထပ်ပေါက်မလဲအိုးချီပါနီနီ26ကျက်ဗျမတမ်းမီမဲလည်းကောင်းပါโอเคကျွန်တော်လည်းအိမ်မှာသွားထားမယ်ဒါကျွန်တော်အိမ်နော်ဒီမှာထားလိုက်ဟောကောက်ပြန်လာတော့အဲ့ဒီနေလိုက်ဝေးကြမ်းလို့ညမှာဒီကောင်88တက်တော့ဒီကောင်ကိုယူစားရတယ်ဒီကောင်အကိုရင်းမြညမှာချီရပတ်စံနေတော့အကိုရင်းမြလိုက်လေဒီကောင်တစ်ခါထုတ်ပြီးတန်သွားပြီပေါ့နော်ဟာကြောင်ပါလေအိုးဟိုဒီမှာပွိုင်ဝယ်လေးရတယ်လို့ကွာဖြစ်တဲ့ဟာကျွန်တော်အသိနေနဲ့ကျွန်တော်ဝယ်လိုက်โอเคကျွန်တော်တို့အလေးတုံးဆက်သွားတာအလေးတုံးခြေကောအလေးတုံးပေါ်ပြီးအကွဲနေသွားပြီခါတိုင်းနဲ့ကြောင်တက်တယ်လာအဲ့ကျွန်တော်တို့ဘောလုံးစားသွားပြစ်မယ်โอเคကြောင်ပစုံနဲ့အေးပါကွာကြောင်ပစုံကြီးကဘာလို့
လိုဒီဗီဒီယိုကဒီလောက်ပါပဲဒီရော15မိနစ်ရှိသွားပြီပေါ့အဲ့ဒီတည်းဒီနေ့ဗီဒီယိုကဒီလောက်ပါပဲနောက်တစ်ဗီဒီယိုတက်ဆိုကြတော့အားလုံး